အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ The Corner Magazine ရဲ့အတွဲ22မှာကိုတင်ရေးထားတဲ့ကျွန်တော်နာမည်လူဝီပါရေကြောမှာနေပါတယ်ဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြမှာပဲဖြစ်ပါရဲ့ရှင်အဲ့ဒါကျွန်တော်ကိုပပအမြဲတမ်းနှုံနောက်ပြီးဆိုနေတဲ့တခြင်းသူဆိုရင်မမားကပါလိုက်ဆိုပြီးကျွန်တော်ကိုစကြတယ်ကျွန်တော်ကတော့ရေကြောဆိုတာဘာမှမသိပေမဲ့ခဏခဏတော့ကြားဘူးနေတာကျွန်တော်ကိုအရင်ဆုံးအိမ်မှာမွေးစားခဲ့တဲ့အန်နီကလည်းရေကြောမှာနေတယ်တဲ့ကျွန်တော်ကိုအမေကြောင့်မကြီးကညီအကိုမောင်နှမ၄ယောက်မွေးခဲ့တာကျွန်တော်တို့ကိုမွေးပြီးတော့အမေလည်းဘယ်ပြောက်သွားလဲမသိဘူးမှတ်လည်းမမှတ်မိတော့ဘူးအန်နီနောက်မှပြောပြလို့သိတာကကျွန်တော်တို့ကြောင်တေးလေး၄ကောင်ကိုရေကျော်စီတီမက်အောက်မှာသူ့အလုတ်သွားအလုတ်ပြန်လုပ်ရင်တွေ့ဖူးတယ်လို့ပြောဖူးတယ်ကျွန်တော်တို့လမ်းနေနေစပြီးရှောက်တက်ခါစားမှအမေထားသွားလို့အနီးအနားတဝိုက်ကဖြတ်သွားဖြတ်လာလူတွေချကျွေးတာလေးတွေစားတောက်ပြီးနေခဲ့ရတာဒါပေမဲ့အေးချမ်းချမ်းနေရတာမဟုတ်ပါဘူးအဲ့ဒီတိုက်ကြီးစင်ဝင်ကြီးအောက်ဖက်မှာခိုးပြီးနေခဲ့ရတာအဲ့ဒီမှာကျွန်တော်တို့လိုပဲနေကြတဲ့ပြန်ကြမိသားစုတစ်ခုလည်းရှိသေးတယ်အဲ့ဒီမိသားစုမှာကလေးတွေကလည်းအများကြီးညဆိုရင်လည်းအဲ့ဒီအောက်မှာကျွန်တော်တို့လိုပဲပြန့်ကျဲပြီးတမန်တလင်းပေါ်မှာအိတ်ကြတာခတ်တာအဲ့ဒီမိသားစုကကလေးလေးတွေကကျွန်တော်တို့ကိုနှိပ်စက်တယ်သူတို့အဖေလို့သူကလည်းအချိန်မရွေးမူးနေတော့တခါတလေများဆိုရင်ကျွန်တော်တို့အိတ်နေရင်အကြောင်းမရှိပဲလိုက်ရိုက်တယ်ခြေထောက်နဲ့ကန်တယ်သူဖမ်းလို့မိသွားရင်အဝေးကြီးကိုပြစ်ထည့်လိုက်တာမျိုးတွေလုပ်တယ်ကလေးတွေကကန်ကြောက်တယ်ကျွန်တော်တို့ကိုကြောက်တယ်အန်နီကနိုင်ငံခြားကနေလာနေတာလို့နောက်တော့သိရတယ်မြန်မာနိုင်ငံမှာအလုပ်လာလုပ်နေတာမိုးလေးဖွဲဖွဲရွာနေတဲ့တရက်အန်နီအလုပ်ကပြန်လာချိန်မှာကျွန်တော်ကအမှုသမားကြီးရောက်နေတာတွေ့လို့အဲ့ဒီနာစိုက်ကားတစ်စီးအောက်မှာမိုးခုန်ရင်းစောင့်နေတာကိုကလေးတွေကတွေ့သွားပြီးအတင်းမောင်းထုတ်ကြတယ်သူတို့ကိုကြောက်ပြီးအပြင်ထွက်လာတော့မိုးရီတွေရွှဲနေနေတဲ့ကျွန်တော်ကိုအန်နီကပွေ့ချီပြီးသူ့အိမ်ကိုခေါ်သွားတယ်အန်နီကအိမ်ရောက်တော့ရေတွေတုပ်ပြီးပါဇက်ကလည်းတွတ်တွတ်နဲ့မင်းတို့ကငါကြည့်နေတာတော်တော်ကြာပြီမင်းအမေရောမင်းမောင်နှမတွေရောဘယ်မှလဲငါသာအခုခေါ်မလာရင်မင်းတို့ကလေးရေနှိမ့်ဆက်တာနဲ့တေလောက်ပြီးလို့ပြောတော့ကျွန်တော်ဝမ်းနေလိုက်တာနောက်တော့ကျွန်တော်ကိုအစာရီကျွေးရကောင်းလိုက်တာအဲ့ဒါလိုအစာမျိုးတစ်ခါတလေကန်ကောင်းရင်စင်ဝင်အောက်မှာလာကျွေးရသူရှိရင်စားရပါတယ်ဒါပေမဲ့ကြီးလန့်စာစားလေခဏနေတော့အန်နီသမီးဆိုတာပါရောက်လာတယ်သူနဲ့အတူတူအမျိုးသားတစ်ယောက်ပါလာတယ်အဲ့ဒီလူကမြန်မာလူမျိုးပုံစံပါပဲကျွန်တော်ကိုရန်လုံးမာလားဆိုရဲကြောက်တဲ့စိတ်နဲ့စားရအောင်ဖြောင်းအောင်မစားနိုင်မဲအခန်းထဲကကတင်အောက်ကိုပြေးဝင်ပြီးပုံလိုက်ရတယ်အန်နီကလိုက်လာပြီးဟဲ့ဒီကြောင်လေးကယောက်ျားလေးတွေကိုကြောက်နေရတင်နေထွက်လာခဲ့ကလေးငါဘာမှမလုပ်ဘူးသူလည်းမင်းကိုဘာမှမလုပ်စေရဘူးဒီအိမ်မှာမင်းလုံခြုံပါတယ်လို့လှမ်းပြောတယ်ဟုတ်တယ်အန်နီတို့အိမ်မှာနွေးနွေးထွေးထွေးနဲ့လုံလုံခြုံခြုံအစားကောင်းကောင်းစားပြီးနေရပါတယ်နောက်တော့အန်နီကဆေးကန်းတွေဘာတွေကိုခေါ်သွားပြီးကာကွယ်ဆေးတွေအချိန်မှန်ထိုးပြီးလိုအပ်တာတွေလုပ်ပေးပါတယ်ဆေးကန်းအကြောင်းနာမည်ကိုမေးတော့အန်နီကကျွန်တော်ကိုလူဝီဆိုပြီးနာမည်ပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်မာကူကအဲ့လိုနေရမယ်ကံပါမလာဘူးထင်တယ်တရက်မှာအပြင်ဘက်မှာအော်တန်တွေစူညမ်းနေရပဲဝရန်နာကနေလမ်းထိပ်ဘက်ကိုလှမ်းကြည့်တော့လူတန်းတွေအရှိကြီးပဲလက်သီးလက်မောင်းတွေတန်းလို့အလံတွေဆိုင်းဘုတ်တွေထောင်လို့အော်ဟစ်ပြီးလမ်းလျှောက်သွားကြတာအန်နီကအိမ်မှာမရှိဘူးအလုတ်သွားနေရဲ့သူ့သမီးနဲ့ဟိုအမျိုးသားပဲရှိတယ်အမျိုးသားကအန်နီသမီးကိုအာနာသိမ့်ပြီးပြဿနာတွေပိုရှုပ်လာမယ်ထင်တယ်လို့ပြောတန်ကြားလိုက်မိရဲ့ကျွန်တော်ဘယ်နားလဲမှာလဲညနေပဲရောက်တော့အန်နီအလုတ်ကပြန်လာတယ်လူဝီရောတို့မေးပြီးအိမ်ထဲကိုတန်းဝင်လာတာပြီးတော့သူ့သမီးကိုသမီးငါတို့ဩစတြေးလျကိုပြန်ရကြလိမ့်မယ်ဒီလိုအခြေအနေနဲ့ငါတို့ဒီမှာဆက်နေအဆင်ပြေမှာမဟုတ်ဘူးတန်ရုံးကလည်းငါ့ကိုဖုန်းဆက်ပြီးပြောတယ်သူ့သမီးကလူဝီရောဘယ်လိုလုပ်မှလဲလို့ပြန်ပြီးတော့အန်နီအကြာကြီးငိုင်သွားပြီးငါတို့သူ့ကိုခေါ်သွားဖို့တော့တတ်နိုင်မယ်မထင်ဘူးကွန်ကြစီကအရန်ကြီးမှာကလေးတနာပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့တက်နိုင်သမျှတရိษံချစ်တဲ့သူလက်ထဲကိုထဲလိုက်ခဲ့မှာပါလို့သူ့သမီးကိုပြန်ပြောပြနေတယ်ကျွန်တော်ဘာတွေဖြစ်နေမှန်းနားမလဲပေမဲ့အန်နီယိုစီမှာဆက်မနေရဘူးဆိုတာကိုတော့သိလိုက်ပါပြီတိတ်မကြပါဘူးအန်နီကဩစတြေးလျကိုပြန်သွားတယ်သူ့သမီးကသူ့အမျိုးသားကိုခေါ်ဖို့ပြည်ဝင်ခွင့်ဗီဇာစောင့်နေရလို့သူတို့ကကျွန်တော်နဲ့အတူကြံခဲ့ကြတယ်အန်နီကသူမသွားခင်သူ့သမီးကိုအမေ Facebook ကနေကြော်ညာတင်လိုက်မယ်မွေးစားမဲ့သူတွေ့ရင်သမီးတို့ကိုလှမ်းပြောလိုက်မယ်လူဝီကိုဂယူတဆိုင်နဲ့စောင့်ရှောက်ပေးဖို့သာတည်တည်ချာချာပြောပေးပါလို့မှာခဲ့တယ်အန်နီမသွားခင်ကျွန်တော်ကိုပွေဖက်ပြီးတားလေးလူဝီအန်နီသွားရတော့မယ်စိတ်မပူပါနဲ့
တားကိုချစ်မဲ့နောက်တစ်ယောက်ကိုအန်နီအမြန်ဆုံးရှာပေးပါမယ်။တားအရင်လိုလမ်းမေးပြန်မရောက်စေရဘူး။အန်နီဂတိပေးပါတယ်လို့အထက်ထက်ပြောသွားတယ်။အဲ့ဒါကျွန်တော်အတွက်အန်နီနဲ့နောက်ဆုံးတွေ့ရခြင်းပါပဲ။နောက်ရက်တစ်ရက်မှာအန်နီတမီးကကျွန်တော်ကိုအစာကျွေးရင်းငါတို့လည်းမကြခင်ပြန်တော့မယ်လူပြီးအမေကတော့မင်းကိုမွေးမဲ့လူရှာတာတွေ့ပြီးဒါပေမဲ့မင်းကိုတေးတေးချာချာစောင့်ရှောက်မဲ့သူဟုတ်မဟုတ်ဆိုတာသူစကားပြောရအောင်မယ်ထင်တယ်လို့ပြောတယ်။ပြောပြရင်အစာပကံလေးချပေးတယ်။အဲ့ဒီအချိန်မှာမမပပတို့နဲ့သွားနေရဖို့ဖြစ်လာတယ်ဆိုတာကျွန်တော်မသိသေးဘူး။မမကနောက်မှနင့်အန်နီကနင့်ကိုမွေးစင်လို့မွေးပြရစေဆိုတာ Viber ကနေငါ့ကိုအကြာကြီးအင်တာဗျူးနေသေးတယ်လို့ပြန်ပြောပြတယ်။အပြင်ကအခြေအနေတွေကြောင့်စိတ်တွေကရောက်ကြရက်ဖြစ်နေတဲ့မမကိုပပကကြောင်လေးတစ်ကောင်မွေးမလားလို့အန်နီကြော်ညာကိုတွေ့လို့မေးရင်းနဲ့မမကစိတ်ဝင်စားသွားတာတဲ့။မမကကြောင်တိတ်ချစ်တတ်တာလူဝီကမမမွေးခဲ့တဲ့မြကြောင်တွေထဲမှာအလိမ်မာဆုံးပဲလို့မမကခဏခဏပြောပြတယ်။ဒီလိုနဲ့တိတ်မကြပါဘူး။တနေ့မှာအန်နီတို့အိမ်ကိုပပနဲ့မမတို့ရောက်လာပြီးကျွန်တော်ကိုလာခေါ်ကြတယ်။ကျွန်တော်ကမသိဘူးလေ။အန်နီသမီးနဲ့သူ့အမျိုးသားခရီးသွားဖို့အထုပ်အပိုးတွေပြင်ဆင်နေကြမှာပေါ့။ကျွန်တော်ကတော့အိမ်ရှိကစာအုပ်စင်ပေါ်မှာငိုက်မီးနေတော့ပပတို့မမတို့ရောက်လာကြတာ။အပြင်ကလမ်းတွေပေါ်မှာလည်းအော်ဟစ်ကြွေးကြော်နေတဲ့နေစူညမ်းနေရပဲ။အန်နီသမီးကကျွန်တော်ကိုလာပွေ့ချီတော့မသိသေးဘူး။အန်နီသမီးရဲ့အမျိုးသားကအိမ်ထဲကကျွန်တော်အစာတုပ်တွေချီးပုံးတွေထုတ်လာတာမြင်တော့ကျွန်တော်တိလိုက်ပြီးကျွန်တော်ကိုပေးလိုက်တော့မယ်ဆိုတာမမတို့ကလည်းမသိသေးတော့မလိုက်ချင်ဘူးလေ။အဲ့ဒီမှာအန်နီသမီးလက်ထဲကကျွန်တော်ခုန်ချပြီးနောက်ဖေးကိုထွက်ပြေးတော့သူတို့နှစ်ယောက်ကျွန်တော်ကိုလိုက်ဖမ်းကြတယ်။သူတို့လည်းသွားတော့မှကိုတိနေတော့အရင်ပုံးမနေချင်တော့ပါဘူး။နောက်တော့သူတို့မမလက်ထဲကိုအပ်လိုက်ကြတယ်။မမကကျွန်တော်ကိုပွေထားပြီးလူဝီမမတို့အိမ်ကိုလိုက်ခဲ့နော်။ဟိုမှာသားလေးကိုကောင်းကောင်းထားမယ်။ကောင်းကောင်းလဲကျွေးမယ်။အန်နီနဲ့လည်းမမစကားပြောပြီးလူဝီကလိမ်မာပါတယ်လို့တူတူလေးကပ်ပြောတယ်။မမကအဲ့ဒီတည်းကချစ်ဖို့ကောင်းပါတယ်။ပပားသာခက်တီတီကြီးနဲ့သူ့ကိုတော့ကြောက်တယ်။နောက်တော့မမကရှေ့ကကျွန်တော်ကိုခြီပြီးသွားတယ်။ပပကကျွန်တော်အစာအိမ်နဲ့ချီးပုံးကိုကင်ပြီးနောက်ကလိုက်လာတယ်။လမ်းလျှောက်ပြီးသွားကြတာခဏလောက်ပါပဲ။မမတို့လည်းအန်နီတို့အိမ်သားမှာနေရထင်တယ်။မမတို့အိမ်ပေါ်ရောက်တော့မမကကျွန်တော်ကိုခြီထားရာနဲ့အောက်ကိုချလိုက်တာနဲ့ကျွန်တော်ကွယ်ရာရှာပြီးပြေးပုံးတော့တာပါပဲ။အိတ်ခမ်းထဲမှာဂရင်တစ်ခုတွေ့လို့အဲ့ဒီဂရင်အောက်ကိုဝင်ပြေးသွားတယ်။အိမ်မှာမမရဲ့ပပရဲ့နဲ့နောက်မမရဲ့ငငယ်ကအထင်းတော်ကြီးကြီးတင်ဝင်းတို့၃ယောက်ပဲရှိတယ်။ဒီအိမ်ကမနေဘူးသေးတော့ကျွန်တော်လဲကြောက်တယ်လေ။အထူးသဖြင့်ပပကိုငငယ်ကလမ်းဘေးမှာနေရတော့ယောက်ျားလေးတွေကနှိပ်စက်တော့သူတို့ကိုကြောက်တာ။ပပကကျွန်တော်ပုံးနေတဲ့ဂရင်အောက်ကိုဓာမီနဲ့ထိုးကြည့်ပြီးမမကိုခေါ်ပြတယ်။မမအပြင်ကနေလက်ရက်ခေါ်တယ်။ဒါပေမဲ့ကျွန်တော်မထွက်ပါဘူး။အဲ့နဲ့ကျွန်တော်အစာအိတ်ထဲကအစာလေးတွေထုတ်ပန်းပကံသေးသေးလေးတွေကိုထည့်ပြီးကျွန်တော်ဝတ်နေတဲ့နေရာကြီးထိုးပြီးစားခိုင်းနေကြောက်စိတ်ကမပြေသေးတော့ကျွန်တော်မစားဖြစ်ဘူးကျွန်တော်သိတော့သိပါတယ်မမအတန်ကကျွန်တော်တို့ကြောင်နေပေါ်အန်ရရှိရဲ့အတန်မဟုတ်ပါဘူးဒါပေမဲ့ပပကသူ့ဘေးနားမှာရှိနေရလေတခုလှုပ်လိုက်ရင်ဘယ်လိုလုပ်မှလဲမထွက်သေးဘူးနောက်ရကြတော့သူတို့ကိုကျွန်တော်တထိလျှော့ပေးပြီးတော့အနားထိုင်ကုန်တစ်လုံးကနေသူတို့အလစ်မပေးပဲထိုင်ကြည့်နေရင်မမအနားလာပြီးပုတ်တက်ပေးရင်တော့ဘာမှပြန်မလုပ်ပါဘူးသူ့ပေါင်မောတက်ခိုင်းတာတော့ကျွန်တော်မတက်သေးဘူးပပဝင်လာရင်တော့ကတင်အောက်ပြန်ဝင်ပြေးတာပါပဲပပကဘာမှတော့မလုပ်ပါဘူးဒါပေမဲ့သူ့မျက်နှာခက်တီတီနဲ့အိမ်မနေရဲ့ကြီးတင်ဝင်ရလဲကြောင်ချစ်တတ်ပုံရပါတယ်ဟဲ့ကောင်လေးလာဒီမှာစားဆိုပြီးမမကသူ့ကိုအချိန်မမှန်အစာကျွေးခိုင်းထားတော့ခွက်ကိုခဏခောက်ပြီးအစာတွေလာကျွေးတယ်နောက်ရက်တွေတော့မမတို့အိမ်မှာတဖြည်းဖြည်းနဲ့နေသားကြလာပါပြီဒါပေမဲ့ညဘက်အိမ်ရင်ကတင်ပေါ်မှာသူတို့နဲ့အတူတူတော့မအိပ်သေးဘူးမမအလုပ်လုပ်တဲ့ခုံပေါ်မှာအိပ်ပြီးကင်းဆောင်တယ်လို့သူတို့ကိုအိတ်တဝက်နိုးတဝက်နဲ့ထကြည့်ရသေးရဲ့ပပကစောစောထတတ်တော့သူနိုးလို့အခန်းတကားဖွင့်ရင်ကျွန်တော်ကနောက်ကလိုက်ထွက်တာပဲအဲ့ဒီအချိန်အပြင်မှာကြီးတင်ဝင်ရထမင်းဟင်းချက်ဖို့ဖះရှိခိုးဖို့ပြင်ဆင်နေပြီလေသူကကျွန်တော်ထွက်လာတာမြင်ရင်ဟဲ့ကောင်လေးနိုးလာပြီလားရော့ဒီမှာစားဆိုပြီးအစာခွက်ရှိကိုထိုးပြီးတော့တာပါပဲကျွန်တော်လည်းအစာစားပြီးညအိတ်တာမဝသေးလို့ကြီးတင်ဝင်ပြီးဖို့ကြောင့်နာမှာတစ်ခါထက်အိတ်လိုက်သေးရဲ့ကျွန်တော်နိုးလာတော့မမပပတို့ကအလုတ်စပွဲပေါ်ရောက်နေပြီအလုတ်တောင်လုံနေကြပြီပပစီကိုတော့ကျွန်တော်တိတ်မသွားပါဘူးမမအလုတ်လုတ်တဲ့စပွဲနားကိုရောင်လဲလင်းနဲ့သွားရင်မမကသူ့ပေါင်မော်ခေါ်တင်ထားတတ်တယ်လေသူနဲ့အားရင်လူဝီလာခဲ့ဆိုပြီးခရမီချောင်းလေးတွေကျွေးတတ်တာသိတယ်လေအဲ့ဒီခရမီချောင်းလေးကိုကျွန်တော်တိတ်ကြိုက်တာ
တချောင်းကုံသွားလို့ထက်တောင်းရင်မမကထုတ်ပြီးတော့မယ့်အချိန်ပပအနားရောက်လာပြီးဟေးစီးနဲ့ကန်နဲ့လှုပ်လေတခါကျွေးရင်တချောင်းလောက်ဆိုတော်ရောပေါ့ပြီးရင်လည်းခဏခဏကျွေးနေတာကိုလို့ပြောရင်မမကဆက်မကျွေးတော့ဘူးပပကအဲ့ဒီလိုတိတ်မုံမှုကောင်းတာညနေဆောင်မမအလုပ်ပြီးရင်သားမိနှစ်ယောက်အိမ်ရှိရဝရဏာလေးကိုထွက်ပြီးမမရဲ့ပေါင်ပေါ်မှာကျွန်တော်ကထိုင်ပြီးအောက်ကကားတွေလူတွေဈေးတယ်တွေကိုကြည့်ကြတယ်ပပအောက်ကိုတော့မစင်းကြနဲ့လို့မှားတယ်နောက်ပြီးကျွန်တော်ရဲ့ favorite တစ်ခုတည်းတော့ကစားစရာဖြစ်တဲ့ပန်းရောင်ဖဲပြအယုတ်လေးနဲ့မအားရင်လည်းကျွန်တော်တယောက်တည်းအယုတ်နဲ့စော့နေရပဲတခါတလေကျွန်တော်တယောက်တည်းပြင်းလာရင်မမစီကိုအယုတ်ကိုခြီသွားပြီးကျွန်တော်နဲ့စော့ဖို့ခေါ်တယ်ကျွန်တော်နဲ့မမစော့ကြတယ်ကျန်တဲ့အယုတ်တစ်တွေပပထက်ဝယ်ပြီးလဲဒီအယုတ်ကိုပဲကျွန်တော်ကြိုက်တယ်ညဘက်မှောင်လာရင်တော့အိမ်ရှိမှာ TV စုကြည့်ကြတယ်တခါတလေအိမ်အောက်ဘက်ကကားတန်တွေကြားရင်ဧကန်မီးကိုဖြတ်ကနေပိတ်လိုက်ကြတယ်တခါမီးမပိတ်ပဲနေမိလို့အောက်ဘက်ကနေခဲနဲ့လမ်းပေါက်တာခံရဘူးတယ်ကျွန်တော်အရန်ကြောက်သွားတာလေမီးတွေပိတ်လိုက်လို့မှောင်သွားရင်မမကကျွန်တော်ကိုဖတ်ထားပြီးလူပြီးတိတ်နေနော်အတန်မထွက်နဲ့လို့ပြောရင်ကျွန်တော်ကအလို့လေတံလေးနဲ့ပြန်ပြောတတ်တာကိုမမတိတ်သဘောကျတာပပကတော့အထက်ခိုးပေါ်တက်သွားပြီးအပေါ်ကနေလမ်းပေါ်ကအခြေအနေတွေကိုကြည့်ပြီးရဲ့ခဏကြာတော့သူပြန်ဆင်းလာပြီးသွားကြပြီးမီးပြန်ဖွင့်လို့ရပြီလို့ပြောမှမီးတွေပြန်ဖွင့်ပြီး TV ဆက်ကြည့်ကြတယ်တဖြည်းဖြည်းနဲ့မမတို့အိမ်မှာကျွန်တော်နေရတာပျော်လာပြီးညဆိုလဲမမတို့အိမ်ယာမှာအတူတူအိတ်တက်လာပြီးအသားကျလာပြီးမို့နောက်ထပ်တနေရာကိုမပြောင်းပြရစီနဲ့လို့ကျွန်တော်ဆုတောင်းနေမိရဲ့ဒါပေမဲ့ကျွန်တော်ဆုတောင်းမပြေးခဲ့ဘူးထင်တယ်မမတို့အိမ်မှာနေတာတိတ်တောင်မကြသေးဘူးတညမှာကတင်မောကပပနဲ့မမတို့စကားပြောနေရဘူးကျွန်တော်ကမမအလုပ်လုပ်တဲ့ခုံမမဝစ်ပြီးအကဲခတ်နေခဲ့တယ်ပပကတို့တွေစင်ကာပူပြန်သွားရအောင်ဟိုကလူကြီးနဲ့အဆက်အသွယ်ရတယ်ထွက်လာခဲ့လို့ပြောတယ်ကြောင်းကြရအောင်တဲ့ကျွန်တော်ရင်တွေတဒိမ့်ဒိမ့်ပဲသူတို့ငါ့ကိုထားသွားကြအောင်မလားမသိဘူးစင်ကာပူဆိုတာဘယ်မှာရှိမှန်းမသိပေမဲ့မမဘာမှချက်ချင်းပြန်မပြောနိုင်မဲ့အကြာကြီးစဉ်းစားနေပုံထောက်ရင်တော့နီနီနာနာကနေရတခုမဟုတ်တာသိကြပါတယ်ပြောလိုက်ပါမမရဲ့မသွားဘူးလို့ဒါမှလူဝီလဲဒီမှာမမနဲ့အတူတူနေရမှာလို့ကျွန်တော်စိတ်ထဲကပြောနေမိရဲ့မမကအကြာကြီးစဉ်းစားပြီးတော့သွားရင်လဲလူဝီကိုပါခေါ်သွားမှရမယ်လို့ပပကိုပြန်ပြောလိုက်တော့ပပကချက်ချင်းပဲအေးပါဒီကောင်လဲပါရမှာပေါ့တဲ့တပိုင်းကသူတို့နဲ့မခွဲရတော့တာသိပေမဲ့နောက်တစ်ပိုင်းကစင်ကာပူဆိုတဲ့အရက်ကိုနောက်တစ်ခါထပ်ပြောင်းရအောင်မယ်ငါကဘလို့ကံပါလာပါလေဆိုပြီးတွေးဖြစ်မိရဲ့နောက်နေ့တွေကျတော့ပပတယောက်ဖုန်းတစ်လုံးနဲ့ဟိုဆက်လိုက်ဒီဆက်လိုက်နဲ့စိတ်တူနေပုံစိတ်ရှုပ်နေပုံလဲရတယ်နောက်ရက်နည်းနည်းကျတော့မမကိုရှင်းပြတာကိုကျွန်တော်ကြားတာကိုပြန်ပြောရရင်စင်ကာပူနိုင်ငံကမြန်မာနိုင်ငံနဲ့နိုင်ငံတော်တော်များများကတည်လာတဲ့ကြောင်တွေခွေးတွေအိမ်မွေးတိရစ္ဆာန်တွေကိုလူနဲ့တခါတည်းတည်လာလို့မရဘူးတဲ့တတ်မှတ်ထားတဲ့ကာကွယ်ဆေးတွေထိုးလာရမယ်ပြီးတော့သွေးစစ်ချက်တစ်မျိုးဆိုရင်ဩစတြေးလျတခွဲခန်းကိုပို့တဲ့ဆေးစစ်ချက်ကိုကြည့်ပြီးမှလက်ခံမယ်ဆိုလို့တမ်းပြီးပို့လို့မရသေးဘူးအဓိကပြဿနာကအဲ့ဒီအချိန်ကစင်ကာပူနိုင်ငံကိုတည်လာတဲ့အိမ်မွေးတိရစ္ဆာန်တွေကိုစင်ကာပူနိုင်ငံတွေကိုဝင်ခွင့်မပြုရင်တတ်မှတ်ထားတဲ့နေရာမှာတလကြာအောင်ထားပြီးစောင့်ကြည့်ပြီးမှကူးစက်ရောဂါတွေဘာတွေထပ်မဖြစ်မှဝင်ခွင့်ပြုမယ်တဲ့ပပဆက်တဲ့မြန်မာနိုင်ငံအေဂျင်ကပြောတာကအဲ့ဒီသတ်မှတ်ထားတဲ့ကြောင်နေခွေးတွေထားတဲ့နေရာမှာနေရာမရှိလို့6လလောက်စောင့်ရမယ်ဆိုလို့ပပကသူကိုယ်တိုင်စင်ကာပူကအေဂျင်တွေစီဓာတ်ရိုက်လှမ်းဆက်တော့လေသူတို့ကလည်းဒီအတိုင်းပဲပြောတယ်အဲ့ဒီလိုနဲ့ရှာနေအေဂျင်တယောက်ကသူ့အသက်နိုင်ဆုံးစောင့်ကြည့်ပြီးရတဲ့အချိန်အမြန်ဆုံးရက်ချင်းယူထားပေးမယ်ဆိုလို့နောက်ဆုံးအဲ့လိုနဲ့ဈေးတက်သွားကြရဲဆိုပါတော့ပပလည်းကျွန်တော်ကိုခေါ်ပြီးတရိတ်ဆန်ဈေးကန်တစ်ခုမှာလိုအပ်တဲ့ကာကွယ်ဆေးတို့တန်းပြောက်စေးအဆက်ချတာတို့လှုပ်ရှားရှိရာတွေလုပ်တယ်။နောက်ကျွန်တော်သွေးကိုဖောက်ယူပြီးနိုင်ငံခြားပို့စစ်ဆေးစရာရှိရာတွေတောက်လျှောက်လုပ်ကြရတယ်။ပပကကားကိုရှိကမောင်းမမနဲ့ကျွန်တော်ကနောက်ခုံကမမကချီပြီးအပြင်ကိုပြတော့မှအရင်ကလမ်းဘေးမှာကြောက်ကြောက်လန့်လန့်ဆူဆူရွှဲရွှဲနေခဲ့ရတဲ့ကျွန်တော်ကအခုတော့အေးစိမ့်စိမ့်ကားတွေကနေအပြင်ကိုကြည့်ရတာအထူးဆန်းတွေဖြစ်လို့ကျွန်တော်ချက်ချင်းလိုက်လို့မရသေးတဲ့အချိန်မှာမမကကြီးတင်ဝင်းနဲ့ကျွန်တော်ကိုမြို့ထဲကမမညမအိမ်မှာထားခဲ့မယ်ပြောတယ်။လူလူရဲ့မမလူလူကိုမထားခဲ့ချင်ပါဘူးဘလို့မှအဆင်မပြေလို့ပါသားရင်သားလေးတယောက်တည်းတော့မမတို့စီကိုလာရမယ်ဘာမှမကြောက်နဲ့နော်ဟိုမှာပပရောမမရောရှိတာလူလူရောက်လာပြီးလာတွေ့လို့ရရတယ်မမတို့လာမှာပါလို့အန်နီတော်ကလိုပဲထပ်ပြောတယ်ပပလည်းမမတို့အလုတ်ကဦးစောထွန်းတို့နဲ့ရန်ကုန်ဘက်ကအေးစံတွေကိုမိတ်ဆက်ပေးပြီးလူဦးကိုပို့ရင်လှုပ်เสียကင်စရာတွေလှုပ်ဖို့ကင်မှုတိတိကျကျမှားတာတွေ့တယ်
လွဲရင်ပပကသူတို့ကိုစူမာလေဒီလိုနဲ့ပပမမတို့သွားကြတော့ကြီးတင်ဝင်းရဲ့မမညမအန်တီလက်နဲ့သူ့သားရင်နဲ့မြို့ထဲမှာနေကြတယ်အန်တီလက်ကလည်းကြောင်ချစ်တတ်တော့ကျွန်တော်အတွက်အဆင်ပြေပါတယ်ကြာတော့ကြာတယ်ရက်တွေပါတွေမမတ်တတ်တော့ကျွန်တော်လည်းမသိဘူးနောက်ပိုင်းမမပြန်ပြောပြတာကလူ3လခွဲလောက်ရန်ကုန်မှာနေခဲ့ရတာတဲ့ပပကိုစင်ကာပူကအေဂျင်ကရက်ချင်းယူထားတဲ့ကြောင်တကောင်မလာဖြစ်လို့တနေရာလွတ်တာနဲ့မင်းတို့ကြောင်လေးအတွက်ယူထားလိုက်တာရပြီဆောင်ရွက်နေရလဲအားလုံးအဆင်ပြေနေပြီးသားမို့ရန်ကုန်ဘက်ကအဆင်သစ်ဖြစ်ရင်လူဝီကိုလွတ်လိုက်လို့ရပြီဆိုတော့ပပလည်းမမကိုဝမ်းသာအားရနဲ့လှမ်းပြောနောက်တော့ဒီဘက်ကအေးစင်းနဲ့ဦးစောထွန်းတို့ကိုလှုပ်ရှားရှိရပြီလှုပ်ဖို့လှမ်းပြောကြပေါ့ဦးစောထွန်းကကျွန်တော်ကိုကြောင်နေခွေးရီထဲတဲ့ချင်းအင်္ဂလိပ်တွေကိုထည့်အပြင်ကနေတောက်ရည်ဘူးကိုပိုက်ကလေးနဲ့တက်ပြီးဦးစောထွန်းကပဲလေစိတ်ကိုကျွန်တော်ကိုလိုက်ဖို့အေဂျင့်တွေလက်ထဲအပ်အေဂျင့်ကကျွန်တော်အချိန်ကြီးအသေးစိတ်ကို Viber ဖုန်းကနေတဆင့်ပပကိုလှမ်းအကြောင်းကြားပပမမကိုပြန်ပြောလုံနေကြမှာပေါ့နောက်တော့လေရင်မော်တင်ပေးလိုက်ကြတယ်လေရင်မော်မှာကျွန်တော်တို့လိုတောင်နေခွေးတွေအတွက်တီးတန့်တင်တဲ့အခန်းလေးရှိရယ်ကြီးလိုက်တာနဲ့ကြောင်နဲ့ခွေး5ကောင်လောက်ရှိရယ်တချို့អော်တဲ့ကောင်လဲអော်ပေါ့စူးနေရပဲကျွန်တော်ကတော့ငကိုကလေးကကြောက်တတ်တော့တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲလိုက်လာခဲ့တယ်ကြာလဲကြာကြောက်လဲကြောက်ပေါ့ရင်တွေလဲတိတ်တိတ်ခုံလို့တစ်ချက်ကလေးအိပ်ပျော်သွားပြီးနိုးလာတော့ဒုံးကနေလေရင်စောင့်တန်ကိုခံစားလိုက်ရတော့ရောက်ပြီဆိုတာသိလိုက်တယ်ခဏကြာတော့ကျွန်တော်တို့ကိုထည့်ထားတဲ့အခန်းတကာပွင့်လာပြီးလူ2ယောက်ကကျွန်တော်တို့ခြံလေးတွေကိုညင်ညင်တတနဲ့အပြင်ချပေးရဲ့နောက်တော့စာရွက်စာတမ်းတွေကင်ထားတဲ့လူတချို့ဝင်လာပြီးဓာတ်ပုံတွေရိုက်ကြတယ်တက်ဆိုင်ရာပိုင်ရှင်တွေစီပို့နေရကျွန်တော်စီကိုတော့ဘယ်သူမှဓာတ်ပုံလာမရိုက်ပါဘူးခဏနေတော့အဲ့ဒီအထက်ကလူတယောက်စီဖုန်းဝင်လာပြီးစပီကာကနေအဲ့ဒါငါကြောင်မဟုတ်ဘူးမင်းဘဲကြောင်ရဲ့ပုံကိုပို့လာတာလေလူရတကယ်ပါလာတာဟုတ်လို့လားလို့ကြားဘူးနေကြအတန်တန်ကြားလိုက်ရရင်ကျွန်တော်တန်းသိလိုက်ပြီအဲ့ဒါပပအတန်ဟုတ်တယ်လေအဲ့လူကပြာကြီးပြာနဲ့ဝင်လာပြီးကျွန်တော်ကိုဓာတ်ပုံမရိုက်ပဲဘေးကကြောင်တကောင်ပုံကိုရိုက်ပို့လိုက်တာပပကကြည့်ပြီးလူဝီမဟုတ်ဘူးဆိုတာသိသွားလို့သူ့ကိုလှမ်းဆူတာထင်တယ်ကောင်းတယ်အဆူခံထိသွားပြီရောက်ကလေးကပြာရခတ်နေရဟိုနောက်မှကျွန်တော်ပုံကိုရိုက်ပြီးပို့လိုက်ရင် sorry ချင်းမိုးမှုအောင်ပပစီဖုန်းဆက်ပြီးတောင်းပန်နေတယ်ကျွန်တော်လဲစိတ်ကတိတ်ကြည်မနေရောသူ့အဆူခံနေရတာကိုကြည့်ပြီးဝမ်းသာနေမမနောက်မှပြန်ပြောပြလို့သိတာကကျွန်တော်နှာကြားကဲသွားတာတဲ့ဟိုကောင်ကနှာကြားမပါဘူးလေနောက်တော့ကျွန်တော်ကိုခေါ်ထုတ်သွားတယ်ကားပေါ်တင်ပြီးခေါ်သွားတာအကြာကြီးပဲကားစီးလိုက်ရတယ်နောက်တော့ခြံဝန်းနေပါပြီနဲ့တည်တည်တတ်ရှိရဲ့အဆောက်အုံတစ်ခုကိုရောက်သွားပြီးကျွန်တော်ကိုတတိယတကအခန်းတစ်ခန်းထဲမှာထည့်ထားပြီးအခန်းကောင်းပါလေတန့်ရှင်းပြီးအစာတွေလည်းပေးထားရင်ကျွန်တော်ကိုတည်လာတဲ့ချင်းလေးတွေကခေါ်ထုတ်ပြီးတော့လှုပ်ပေးရညင်ညင်တာတာပဲအောက်ထပ်မှာတော့ခွေးရထားရင်တင်နေသူတို့တွေဟောင်ကြစူညမ်းနေရပဲညနေမှောင်ကန်ကြီးလောက်ကြတော့ပပတို့မမတို့ကျွန်တော်ကိုလာတွေ့ကြတယ်ပပအတန်ကိုရောက်ကနေရလေရင်ခွဲမှာကြားလိုက်ရတော့မှတ်မိနေပေမဲ့မျက်နှာကိုမတွေ့ရကြတော့တိတ်မမှတ်မိခြင်းမမကသားလေးလူဝီရဲလို့ခေါ်ပြီးကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားတယ်သူတို့အခန်းထဲပေးဝင်ပြီးတနာရီပဲနေခွင့်ပေးတယ်တဲ့ပပလည်းကျွန်တော်ကိုသူ့ပေါင်ကြားရဲထည့်ထားပြီးခဏပုတ်ပေးနေတယ်ကျွန်တော်မယုံတော့ပါဘူးသူကျွန်တော်ကိုမမနဲ့ပြန်တွေ့ရအောင်အများကြီးလုပ်ပေးခဲ့တာသူမလုပ်ပေးရင်လူဝီတကောင်ဘယ်ရောက်နေမလဲဆိုတာတော့မသိတော့ဘူးနောက်နေ့တွေလည်းသူတို့အားရင်အားသူလာတွေ့ကြပါတယ်ဒီရလူတွေကလည်းဂယုစိုက်ကြပါတယ်သူတို့တယောက်နဲ့တယောက်ဂျူဒီအကူပြောင်းမှာကျွန်တော်တို့အခြေအနေတွေကိုမှတ်တမ်းရေးခဲ့ရရဲ့တဲ့နဲ့မမကတရက်မှာအဲ့ဒီစာရွက်ကိုယူဖတ်ကြည့်ပြီးအမေလူဝီကိုဘာတဲ့ဘာဆိုတာ bright active and responsive ကိုပြောတာပါငါသားကိုဘာဆိုတာငါတော့အဲ့လိုမသိဘူးလို့ပြောတယ်ဒီလိုနဲ့ဒီထဲမှာနေရရက်စီသွားပြီထင်ပါတယ်လေးစိတ်ကနေလာပို့တဲ့သူနဲ့သူ့ကားလေးနဲ့ပဲကျွန်တော်ကိုပပမမတို့အိမ်စီလိုက်ပို့ပြီးရပြန်တွေ့ကြတော့မမကဆိုပြောလို့ကျွန်တော်ကလည်းပြောပါတယ်မမရေမမတို့အိမ်ကအမြင့်ကြီးမှာဟိုးအဝေးကရထားကြီးသွားနေတာကွင်းမြင့်အကျယ်ကြီးနဲ့အိမ်အောက်မှာဘတ်စကားအကြီးကြီးတွေသွားနေတာမြင်ရတယ်ညဘက်ဆိုရင်လည်းအဲ့ဒီနားတစ်ဝိုက်မှာလင်းထိန်နေရပဲကျွန်တော်ဝရဏာကနေအဲ့ဓာတွေကိုထိုင်ကြည့်နေရရင်တိတ်သဘောကျတာမမကတော့မြင်တော့ပြုတ်ကြမှာဆိုလို့ဟဲ့လူကြီးအောက်ကိုအယမ်းကုန်းကြည့်မနေနဲ့ခဏနေအထဲဝင်ခဲ့တော့ဆိုပြီးလှမ်းអော်တယ်ပပနေပါစေကွာမကြပါဘူးလို့ပြောတယ်ပပအားတဲ့တရက်အိမ်သားကတရိษံဆေးကမှာကာကွယ်ဆေးထိုးဖို့သွားကြတယ်ဆေးကဆရာဝန်ကဒေါက်တာကောလင်းနဲ့ကျွန်တော်ကတော့မဖတ်တတ်ပါဘူးမမပြန်ပြောပြတာဆေးထိုးစရာမလိုတော့ဘူးတဲ့စင်ကာပူနိုင်ငံနဲ့ကိုတချို့ယောဂတွေကင်းရှင်းပြီးသားဖြစ်လို့သူတို့စီမနေဘာဆေးမှထပ်ထိုးစရာမလိုဘူးတဲ့အပြင်ကဝင်လာရင်သာအထက်တက်အခါခါစစ်ဖို့လိုတာဝင်ပြီးသားဆိုရင်ကျမ်းမာပြီးသားလို့သတ်မှတ်လိုက်တာမလို့ဆေးထပ်ထိုးစရာမလိုတော့ဘူးတဲ့။အော်သိပါပြီစင်ကာပူရဲ့နင်တို့ကလည်းရှုံနေရပဲ
စင်ကာပူမှာပပအလုပ်သွားတဲ့နေ့လည်ခင်းတစ်ချိန်လုံးမှာမမားနဲ့ပဲအဖော်လုပ်ပြီးတော့ကျွန်တော်တို့နှစ်ယောက်တည်းနေခဲ့ကြတာမမားသွားလျောက်တကောက်ကောက်လိုက်ပြီးအိမ်သာတက်နေအောင်ဘေးမှာထိုင်ဆောင်လို့မမားကလူဤစုံမနံဘူးလားလို့ကျွန်တော်ကိုစတတ်သေးတယ်ဒါပေမဲ့တခါလေလောကကြီးကမတရားဘူးပပတို့နဲ့ပျော်နေတာတိတ်တောင်မကြသေးဘူးပပလူဝီအစားစားတာကိုတေချာကြည့်ပါအောင်ပစဲတိုင်းမှာတခုခုဖြစ်နေတယ်လို့ပဲလို့ပြောတော့မမကစောင့်ကြည့်ပြီးသူလည်းတခုခုဖြစ်နေရဲ့ထင်တော့စေးကန်းတစ်ခါထပ်သွားကြတယ်အဲ့ဒီဒေါက်တာကောလင်းမှာပဲကျွန်တော်ကကြောက်လဲကြောက်တဲ့အနေနဲ့အေးတော့စေးကန်းခေါ်သွားရင်သူများတွေလိုချင်းထဲထည့်ပြီးခေါ်သွားစရာမလိုပါဘူးမမကရင်ဝင်မှာပိုက်ပြီးခေါ်သွားရုံပဲတချို့လူတွေဆိုအံ့ဩလို့လိန်ပါတယ်ပေါ့ဟုတ်တယ်လူဝီရလိန်ပါပါတယ်အဲ့ဒါကိုတော့ဒေါက်တာကောလင်းဆိုတဲ့လူကသူ့ကိုကြိုက်မှဆိုလို့ဓမ္မီနဲ့ကျွန်တော်ပါဆက်ကိုဖြဲခိုင်းထားပြီးအဝေးကြီးကနေလှမ်းကြည့်ပြီးတော့သတင်းစိုးတစ်ခုပြောတယ်ကျွန်တော်ပါဆက်ထဲမှာအပူပုတွေတွေ့နေရတယ်တဲ့ပုံမှန်လူမှာဆိုရင်အဲ့ဒီအပူပုတွေကခဏဖြစ်ပြီးသူ့လိုပျောက်သွားပေမဲ့ကြောင်နေမှာတော့ပြန်ပျောက်တာမရှိပဲကုလို့မရရဲ့ယောဂအဖြစ်တစ်ခုရှိနေပါတယ်တဲ့ဒီအနာရီကကိုရနဲ့တီဆေးမရှိပဲတချင်းချင်းမှာလုံးဝအစာမစားနိုင်တော့ပဲတေကုန်ကြရတယ်လို့ပြောပြတယ်မမကတော့ဒေါက်တာကောလင်းကိုစိတ်တွေဆိုးလို့အရင်တစ်ခါလာပြတော့ကတော့သူပဲအားလုံးကောင်းလို့ဘာဆေးမှတော့ထိုးစရာမလိုဘူးလို့ပြောလိုက်ပြီးတော့အခုကျတော့မှကိုမရရဲ့ယောဂဖြစ်တဲ့ဘာညာနဲ့ပြောလို့တဲ့တူတူပြောရရင်တော့သူ့စီမှာစက်ကူလို့မဖြစ်နိုင်တော့ဘူးသူကနောက်ထပ်အထူးကူတယောက်စီလွှဲပြီးစိတ်မကောင်းချောင်းတော့ပြောလိုက်ပါတယ်ကျွန်တော်ကံကဒီလိုပဲဖြစ်လာမှာပါလေပပနဲ့မမကတော့အကောင်းဆုံးဖြစ်တဲ့အစာတွေစားကောင်းမဲ့အစာတွေကျွေးပါတယ်ကျွန်တော်ကသွားတွေအကုန်နှုတ်လိုက်ရတော့တိတ်မှမစားနိုင်တာအစာစားရင်နာတော့မနာတဲ့ဘက်လှည့်လှည့်ဝါးနေရတယ်နောက်တော့မစားကျင်တော့ဘူးနောက်ဆုံးမှထပ်ပြဖို့တင့်တော်မဲ့အနားတစ်ဝိုက်ကဒေါက်တာဖရန်စစ်ကိုရွေးလိုက်ကြတယ်ဒေါက်တာဖရန်စစ်ကဆရာဝန်အသက်ခက်ကြီးတယောက်ပါစကားအဖို့တိတ်မပြောတတ်ခက်တီတီနေပေမဲ့စင်နာတဲ့ပုံတော့ပေါက်ပါတယ်သူကစမ်းသက်ကြည့်ပြီးတော့ဒေါက်တာကောလင်းပြောသလိုပဲပြောပါတယ်ဒီတစ်ခုကယောဂါကုလို့မရပါနဲ့ဆေးနဲ့ထိန်းရင်တော့ရတယ်ဆေးဆိုပေမဲ့ steroid ပါ steroid ပုံမှန်ထည့်ပြီးအနာကိုထိန်းထားပေးလို့ရပါမယ် steroid မှာလည်းဘေးထွက်ဆိုးကျိုးတွေကအများကြီးပဲဘယ်လိုလုပ်မလဲမမကကျွန်တော်ကိုတိတ်ချစ်တော့ညနေငယ်လေးနဲ့နားထောင်နေရှာပါတယ်ပပကတော့တက်ပြင်းတခြားကြပေါ့သူတို့ကိုကြည့်ရင်တနာမိရဲ့ဒီလိုနဲ့မမကကျွန်တော်ကို steroid ဆေးကိုပြုံလေးနဲ့နေ့တိုင်းတိုက်ပေးရဲ့အဲ့ဒီဆေးကလည်းအဝင်ဆိုးလိုက်တာဗျာနောက်တော့မမပြုံကလေးကိုကင်လိုက်ပြီဆိုတာနဲ့ကျွန်တော်ပြေးတော့တာပဲမမလည်းနောက်ပိုင်းမှာပြုံကလေးကိုဖတ်ကင်ထားပြီးဆေးလိုက်တိုက်ရှာပါတယ်ကျွန်တော်မမကိုတနာနဲ့ထွက်မပြေးတော့ပဲဆေးခါခါကြီးကိုကြိတ်မိပြီးမျိုးချပေးပါတယ်အချိန်ကြီးကတော့အရင်တိတိတတ်တာတိုးတက်မလာပါဘူးအစာစားတာနည်းနည်းတက်တာလာပေမဲ့ကြံတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေထိခိုက်တာလားမသိပါဘူးကျွန်တော်တဖြည်းဖြည်းနဲ့ပိန်လာတယ်နောက်တော့သွေးအားနေတာနဲ့နှလုံးနဲ့အဆုတ်ကပါမကောင်းတော့ကုနေကြဒေါက်တာဖရန်စစ်ကအထူးကုဆေးရုံကြီးတစ်ခုမှဆက်ပြဖို့ပြောတယ်အမှန်တော့သူလက်လျှော့လိုက်ပြီလို့ဆိုလိုတာနဲ့တူပါတယ်ပပနဲ့မမတို့ကျွန်တော်ကိုကားပေါ်တင်ပြီးအထူးကုဆေးရုံကိုပြေးကြတယ်ဒေါက်တာဖရန်စစ်ကစာရေးပေးထားပေမဲ့ဆေးရုံတင်မှုကိုတာဝန်ကျဆရာဝန်ကိုအသေးစိတ်ထပ်ပြီးပြန်ရှင်းပြရတယ်အိုးလှုပ်ဆရာတွေစစ်ဆရာတွေကတပုံကြီးတချို့ကဒီမှာစစ်လို့ရပေမဲ့တချို့ကိုကျတော့နိုင်ငံသားတွေကိုပို့ပြီးဆေးရမှာတဲ့ပပနဲ့မမတို့မျက်နှာငယ်လေးနဲ့မမကတော့ပူဆိုးဖို့ချုံချုံကြားလို့မမကြောင့်ပပကအကုန်လိုက်လုပ်ပေးပေမဲ့ကျွန်တော်ကိုဆက်ပြီးစစ်ဆေးမှတွေပင်ပန်းမှဆိုးတာတွေမလုပ်စေချင်တာတွေကသူ့မျက်နှာမှာရှုပ်ထွေးပြီးပေါ်နေပါတယ်ဒီမှာပြဿနာတစ်ခုကသူတို့စစ်ဆေးနေချိန်မှာအစားအစာအလုံးကိုဖြတ်ထားလိုက်တော့တယ်ကျွန်တော်ကသူတို့ကြွေလဲစားနိုင်မယ်မထင်တော့ပါဘူးကျွန်တော်ကိုဆေးရုံတင်ထားလိုက်ရပြီဆိုတော့ကျွန်တော်ကိုထားတဲ့ခြံလေးတစ်ခုလုံးကိုပလတ်စတစ်နဲ့အလုံးပိတ်ကာထားပြီးတော့ခြံတစ်ခုလုံးအောက်ဆီဂျင်လွှတ်ပေးထားတယ်တော်သေးရဖို့အဲ့ဒါရှိနေတော့အသက်ရှူရနည်းနည်းပိုကောင်းတယ်မဟုတ်ရင်အသက်ရှူရကျွန်တော်ရင်မကြီးကဖားဖို့ကြီးတစ်ခုလိုပဲနောက်နေ့တွေမမားလာတော့တာဝန်ကျဆရာဝန်ကပြောပြရင်ဆေးစစ်ချက်တွေကတစ်ခုမှမကောင်းဒါပေမဲ့ဆေးရုံကမကျင်တတ်သေးဘူးထပ်စစ်ချင်နေသေးရဲ့မမကတော့မျက်နှာတော်တော်မကောင်းမမကကျွန်တော်ကိုပွေပြီးပိုက်ကလေးနဲ့ရေစက်လေးတွေပါဇက်ကနေချပေးရဲ့လူဝီရဲ့သားလေးရဲ့လို့ပြောပြီးငိုလဲငိုနေရဲ့ပပမျက်နှာတစ်ခုလုံးလဲညှို့နေရပဲကျွန်တော်ကတော့ပင်ပန်းလှပြီခဏနေတော့သူတို့ပြန်သွားကြတယ်ပပကသားကိုဆက်ပြီးမပင်ပန်းစေချင်တော့ဘူးစစ်တာတွေရက်လိုက်စီခြင်းပြီလို့မမကိုဖြောင်းပြတယ်ဟုတ်ပါတယ်အဲ့ဒီနေ့လေကြတော့မမတို့နှစ်ယောက်ဆေးရုံကိုပြန်ပေါက်ချလာပါလေရောမမကကျွန်တော်ကိုအိမ်ပြန်ခေါ်သွားတော့မယ်တဲ့ဆေးစစ်ဖို့ပြောထားတာတွေကိုလည်းသားကအရန်ပင်ပန်းနေရမလို့ဆေးရုံတောင်းဆင်းလိုက်တာတဲ့ကောင်းပါတယ်မမရင်သားတို့ကန်ပေးသလောက်ပေါ့
ဆေးရုံကတော့သူတို့ပြဿနာမတက်ရအောင်ဆေးရမယ့်ဆေးစစ်ချက်တွေကိုဆက်မစစ်ပဲဆေးရုံကကိုယ့်သဘောနဲ့ကိုယ်ဆင်းသွားလို့တောင်ကလေးလူကြီးအချိန်မရွေးတည်သွားနိုင်တာသိရှိကြောင်းလက်မှတ်ထိုးပေးခဲ့ပါဆိုလို့ပပထိုးပေးခဲ့ရသေးတယ်ကျွန်တော်သွားရမယ်ပပနဲ့မမဘယ်တော့မှမမတ်မိမမြင်ဘူးခဲ့တဲ့ကျွန်တော်မေမေကြောင်မကြီးလာခေါ်နေသလိုပဲအိမ်ပြန်ရောက်တော့ကျွန်တော်ဘာမှမမြင်ရတော့ဘူးပပနဲ့မမမျက်ရည်တွေနဲ့ကျွန်တော်ကိုနှုတ်ဆက်နေရဝါဝါပဲမြင်ရတော့တယ်ပပကလူဝီမမကိုပပစောင့်ရှောက်မယ်လို့ကတိပေးတယ်လူဝီအမေရင်းနဲ့မောင်နှမတွေစီစိတ်ချလက်ချသွားတော့နော်လို့နှုတ်ဆက်တယ်အန်နီမမနဲ့ပပတို့ကိုလူဝီချေးစုတင်ပါတယ်လူဝီဆိုတဲ့အင်ဂျီယာမဲ့လမ်းမေးကြောင်လေးကိုအိမ်တွေပေါ်ကိုခေါ်တင်စင်ကာပူနိုင်ငံထိပါခေါ်ယူမွေးစားခဲ့တဲ့သူတို့ကိုကျွန်တော်မောင်လူဝီဘယ်တော့မှမမေ့ပါဘူးအိမ်ပြန်ရောက်တဲ့ညမှာပဲကျွန်တော်တက်တန့်ရောင်တရားပေါ်ကိုအဖေါ်တချို့နဲ့တက်ခဲ့တယ်တရားတစ်ဖက်မှာတော့ရောက်နေတဲ့တရိษံအကောင်မျိုးစုံပဲအဖေါ်ရီနဲ့တွေ့တော့ကျွန်တော်ပျော်ပါတယ်ကြောက်စရာလူတွေလည်းမရှိတော့စိတ်လို့ကိုလွတ်ပါပဲလူတွေနဲ့တော့ပြန်နေကြတာပေါ့ဒါပေမဲ့အတိုင်းစားမရှိတဲ့လူတွေကိုတော့ကျွန်တော်ကြောက်နေသေးတယ်မပြန်ချင်သေးဘူးတခါတလေပပနဲ့မမတို့တတိရတယ်တခါတလေကြရင်လည်းအန်နီကိုတတိရတယ်တားလူကြီးတက်တက်ရောင်တရားတစ်ဖက်မှာအဆင်ပြေနေပါတယ်မမကြီး